ကိုကကားသမားပါမယ်ပညာမတက်ပေမဲ့ကျင်ရဘက်ကိုမျက်နှာမငယ်စေရပါဘူးကိုကောက်တဲ့လမ်းကြီးကိုကားမောင်းနေရကရှေ့လျှောက်မဲ့ဒုနှစ်ယောက်ရဲ့ဘဝကြီးတွေဖြောင်းမှုစေဖို့ပါနားမှာအတူရှိမပေးနိုင်သေးတာကတဖွားမှမဖွာအတူရှိနေတယ်ကျူးစားနေတယ်လာပြီလာဖို့ပြလမ်းကိုနိုင်နေတယ်ဘဝတစ်ခုမှာနှစ်ယောက်ကိုတရားကိုတောင်းဆိုပြီးဒီရထားပါနိုင်ငံမရဲ့ရွေးချယ်တန်ခတ်မှုကြောင့်ကြံရမရကားသမားဖြစ်နေရတယ်။ဒဏ်ရာရကားသမားပါလေ။ ။
ော်လင့်ချက်တွေရှိတာပေါ့စိတ်ကူးထားတဲ့အိမ်မက်တွေလည်းပဲရှိတာပေါ့ကာလန်ဒေတန်ဆိုတဲ့အချိန်နဲ့အချိန်ခါတစ်ခုကိုရင်ဆိုင်နေရခြင်းအသုံးမကျဘူးဆိုတဲ့စလုံးအမေကြီးတော့မကတ်လိုက်ပါဘူးဒါကြောင့်ကျွန်တော်ကြိုးစားနေပါတယ်ခင်ဗျားတို့ထိုးနေတဲ့လက်ညှိုးတွေတစ်ချိန်မှာလက်ခုပ်အဖြစ်နဲ့ပြောင်းသွားမယ်အထီပေါ့ဗျာဟေးဘယ်လိုလဲပြင်ပန်းနေပြီလားငါလည်းမင်းလိုပါပဲဘိုးလောစိတ်ညစ်မှုတွေအစမပြေမှုတွေဝန်းကျက်မှုတွေနဲ့စုံလို့ပါပဲမင်းလည်းစိတ်ညစ်လို့တော့ရတယ်ဒါပေမဲ့စိတ်တကြနေလို့တော့မရဘူးငါတို့လူဘဝကြီးဆိုတာကရုပ်တရုပ်တရုပ်လိုမျိုးပဲရုပ်တရုပ်တရုပ်ကောင်းကောင်းကနိုင်ဖို့အတွက်ကာကြိုးတွေစုံလင်ဖို့လိုအပ်တယ်ကျိုးတွေမပြတ်တတ်ဖို့လိုအပ်တယ်အဲ့တော့ငါတို့လည်းပဲဘဝဆိုတဲ့ဇက်ခုံကြီးပေါ်မှာကောင်းကောင်းကနိုင်ဖို့အတွက်စိတ်သက်ခွန်အားဆိုတဲ့ကျိုးတွေမပြတ်တတ်ဖို့အတွက်လိုအပ်တယ်အရင်စိတ်ညစ်မနေပါနဲ့မင်းကလူတော်တယောက်ပါအခုငါတို့ကြုံတွေ့နေရတဲ့အစမပြေမှုတွေကနောက်တစ်ချိန်မှာကြီးစရာဟာတာလေးတွေဖြစ်လာမှာကွာစိတ်တော့မကြဘူးမောင်းနိုင်မှာကားအသေးကိုမောင်းနိုင်မှာနဲ့ခွဲခြားနေစရာမလိုဘူးဘယ်ကားကိုပဲမောင်းမောင်းအတူတူတက်တွေစရေးထားရတာဒါကြောင့်ကားကြီးပဲမောင်းမောင်းကားသေးပဲမောင်းမောင်းကားဆရာအားလုံးကိုကျွန်တော်ကတော့လေးစားတယ်ဗျာ